ငါဒီလိုပြောနေတာဘာလို့လဲသိလားတကယ်တော့နိုလန်ယောက်ျားကောင်းတယောက်ဟာသူငါ့မကြိုက်ဘူးဆိုတာငါသိတယ်ဒါပေမဲ့သူကငါ့ကိုမကြိုက်ဘူးလို့တဲ့မပြောဟာငါနဲ့တူရှောက်လဲပေးတယ်ငါ့ကိုပြောအောင်ထားတယ်အိမ်ထိသေးချပြန်လိုက်ပို့ပေးတယ်ဟာစကားတော့ကြမ်းကြမ်းတမ်းတမ်းမပြောပဲငါ့ကိုညှင်းလိုက်တယ်ဟာအမလေးဟဲအငင်းခံရတယ်ဆိုအငင်းခံရတယ်ပေါ့ဘာတွေပြောနေမှန်းမသိဘူးသူ့ကောင်မလေးဖြစ်တဲ့သူကတော့ကန်ရှယ်ကောင်းမှာနော်အဲလစ်ဒီလိုနဲ့ကျောင်းစင်းချိန်ရောက်သွားတာမလို့ကျောင်းသူကျောင်းသားတွေလည်းတက်ကြွလက်ကြွနဲ့ကျောင်းစင်းလာကြပါတယ်အဲလစ်နေအိမ်မပြန်သေးဘူးဆိုတာသိချလားသိချတာပေါ့ငါလှုပ်ရှားရှိသေးတယ်ဟာအေးပါအဲ့ဒါဆိုလဲငါသွားနေပြီနော်မနေ့ပြန်မှတွေ့တာပေါ့နလည်းထွက်သွားပါတယ်အဲလစ်ကတော့ငါတောင်လုံနိုင်ပါမလားဟာတစ်ချက်မှားတာနဲ့သွားပြီပဲအိုးလုံနိုင်ပါတယ်ဘာမှမဖြစ်ဘူးအဲလစ်ကနိုလန်တို့ရဲ့စာသင်ခန်းထဲကိုဝင်လာခဲ့လိုက်ပါတယ်မာတစ်ကကိုမြင်သွားပြီး Oh my god ငါမြန်မာမပါနော်ဒူလန်ဟိုမှာအဲလစ်ဟာအေးဟုတ်သားပဲသူတီကိုဘာလာလောက်တာလဲဘာလာလို့ရမှာလဲမြို့ကြီးညာလေနောက်တစ်ခါကန်တယ်လို့ထင်နေကွာဟာဟာ A few moments later ဆိုစမ်းမအောင်အဲလစ်ဘာလို့ငါ့ကိုတီခေါ်လာလဲငါဘာလို့ပေးရမှာလဲငါနင်းကိုပြောစရာရှိတယ်နင်းကိုကျေးဇူးတင်ပါတယ်ဟာအဲလစ်ငါနားကြမမားပါအောင်နော်နင်ကခါတိုင်းကြမ်းကြမ်းတမ်းတမ်းနဲ့ပဲပြောနေရပါဘလို့ဖြစ်တာလဲဘာလို့ကျေးဇူးတင်တာလဲဘာအတွက်လဲဆိုပါအောင်ဟာဘာရှိတာလဲငါတီပြောနေတာကောင်းပါပြီအဲလစ်ပြောနင်ငါရဲ့ချစ်ဆုံးတငယ်ချင်းနနာကိုလူကြီးလူကောင်းဆန်ဆန်ညင်းခဲ့ပြီးအသေးမခွဲခဲ့လို့ပါပြီးတော့ငါနင့်ကိုအလကားမုန်းနေခဲ့လို့တောင်းပန်ပါတယ်ဟာရပါတယ်ဟာဒါပေမဲ့နင်ဘာလို့ယောက်ျားလေးတွေကိုမုန်းနေလဲငါစဉ်းစားလို့မရဘူးယောက်ျားလေးတိုင်းကစိုးတာတော့မဟုတ်ပါဘူးကွာနင်သိလားငါအဖေဆိုငါအသက်9နှစ်လောက်တည်းကဆုံးသွားလေ။အော်ကြားရတာနင့်အတွက်စိတ်မကောင်းပါဘူးဟာငါအဖေကငါတို့သားမိကိုကာကွယ်ရင်အသက်ဆုံးသွားတာဟာဘလို့ဖြစ်တာလဲငါတို့အိမ်မှာမတော်တဆမီးလောင်မှုဖြစ်ခဲ့တယ်ဟာငါနဲ့ငါမေကအိမ်ထဲမှာပိတ်မိသွားခဲ့တာမီးတွေကတအားလောင်နေတာအပြင်ဘက်မှာမီးသက်သမားတွေတော့မီးငိမ့်ညာပဲဟာသူတို့လည်းအတက်နိုင်ဆုံးစူးစမ်းပေးတာပဲမီးကရှယ်လောင်နေတော့အထက်ကိုဝင်လို့မရအောင်ဒါပေမဲ့ငါအဖေကအသက်ဆုံးပြီးမီးတွေလောင်နေတဲ့အိမ်ထဲကိုပြေးဝင်လာတယ်ပြီးတော့ငါတို့သားမင်းညောင်ကယ်ပေးတယ်ဒါပေမဲ့ငါအဖေကတော့အသက်ပေးလိုက်ရတယ်အခုချိန်ထိတော့ငါအဖေကငါရဲ့ဟီးရိုးပဲအဲလစ်နင်ကဘာလို့ယောက်ျားလေးတွေကိုမုန်းတာလဲအကြောင်းတစ်ခုခုတော့ရှိမှသိချပါတယ်ငါထင်တာတော့အဖေတိုင်းကအဲ့လိုမဟုတ်ဘူးထင်တယ်ငါအဖေကငါငယ်ငယ်တည်းကထွက်သွားခဲ့တယ်ဘာလို့လဲတော့မသိဘူးဒါပေမဲ့သူငါတို့မလို့ချင်လို့ထားခဲ့တာသိကြတယ်ဒါမှမဟုတ်အမေကိုတကယ်မချစ်လို့ထားခဲ့တာနေမယ်ငါသိတာတော့ငါအဖေကမကောင်းဟာငါအဖေကိုမမုန်းပါဘူးဒါပေမဲ့ယောက်ျားတိုင်းကိုငါမရှုံတော့ဘူးဒါတင်မဟုတ်သေးဘူးငါမှအဖေမရှိတော့ငါ့ကိုចောင်းသားတချို့ကအနိုင်ကျင့်ကြတယ်အဲ့ဒီចောင်းသားတွေကိုငါအယမ်းမုန်းတယ်နင်ကအဖေမရှိပဲမွေးလာလားဒါမှမဟုတ်နင်ကတောက်ရုပ်ဆိုလို့နင့်အဖေကထားခဲ့တာလားပြောလေဟာဒီလိုစကားတွေကြီးကငါအတွက်တော့အယမ်းနာကျင်ရတယ်ဟာညတိုင်းငါကောင်းကောင်းမအိပ်ရအောင်ငါဖေငါတို့ဘာလို့ထားသွားမှန်းလည်းမသိဘူးအဲ့ဒီအချိန်ကစပြီးငါယောက်ျားတွေကိုတဖြည်းဖြည်းနဲ့စာမုန်းလာတာပဲပြီးတော့ငါအမေကလည်းတစ်ချိန်လုံးငိုနေရပဲဟာငါအမေငိုနေတာမြင်တော့ငါနဲ့ငါအမေကိုနောက်ထပ်ဘေးယောက်ျားမှငိုအောင်မလုပ်နိုင်ရဘူးဆိုပြီးဆုံးဖြတ်ခဲ့တာပဲ။အိုးအဲ့ဒါကြောင့်ကိုငါနားလည်ပါတယ်ဟာ။နင်ငါ့ကိုပြောပြလို့ကျေးဇူးတင်ပါတယ်အဲလစ်။ငါတောက်တစ်ချိန်လုံးစဉ်းစားနေတာဟာ။ရပါတယ်။နင်းနဲ့ငါနဲ့အဖေမရှိတာချင်းတော့တူတူပဲနော်။ဟုတ်တယ်ဟာနင်ပြောတာမှန်တယ်။အာနိုလန်ကရုတ်တရက်လဲကျသွားပါတယ်။နိုလန်နင်ဘာဖြစ်သွားလဲ။ဘာဖြစ်တာလဲနိုလန်။ဘာမှမဖြစ်ပါဘူးအဲလစ်ရာငါတက်တာပါပြီ။ဘိုင်နေအောင့်နေလို့ဟာ။ဟုတ်လို့လားဟာနင်အစင်ရောပြေရလားနိုလန်။ပြေပါတယ်ဟာငါဘာမှမဖြစ်ပါဘူး။နည်းနည်းတော့မှောင်သွားပြီပဲ။ငါနင့်ကိုအိမ်လိုက်ပို့ပေးမယ်လေ။ရတယ်နိုလန်ငါမှဝယ်စရာလေးရှိလို့ဟာငါရဲ့ join အတွက်လည်းအစာနည်းနည်းဝယ်စရာရှိတယ်။ဟုတ်လားရတယ်လေဟာငါဆိုင်ုံလေးလိုက်ပို့ပေးမယ်။ရပါတယ်ငါဘာသာငါပဲသွားလိုက်ပါမယ်။ကျေးဇူးပါ။ Okay လေဒါဆိုလဲကယူဆိုင်ပြန်ပါအဲလစ်အေးပါဟာအဲ့ဒါဆိုငါသွားပြီနိုလန်အဲလစ်ကနိုလန်ကိုနှုတ်ဆက်ပြီးထွက်သွားပါတယ်ဒီနောက်မှာတော့ဈေးဆိုင်တစ်ဆိုင်မှာဈေးဝယ်ဖို့လာပါတယ်ဒီဟာအိမ်မှာကုန်နေပြီထင်တယ်ဒီနောက်အဲလစ်လည်းပတ်စံရှင်ပြီးဈေးဆိုင်ကနေထွက်လာခဲ့ပါတယ်ညမောင်လာတာနဲ့လူကလည်းပြတ်သွားပါပြီအလုတ်တက်လုံနေတဲ့အလစ်တုတ်သမားညောက်ပါလာပါတယ်လမ်းမှာဘသူဆိုဘသူမှမရှိတော့ပါဘူးပတ်စံပြက်ညာနဲ့အတော်ပဲကွာအဲ့ကောင်မလေးစီမှာပတ်စံပါမှာပဲလူမယ်မလားလှုပ်လိုက်လေပတ်စံကြီးကိုလှုပ်လိုက်ရပြီအေးကွာလူတော့မရှိဘူးအခုချိန်ကငါတို့အတွက်ကွင်ကောင်းပဲအေးကွာ
ကောင်မလေးကခန္ဓာကိုယ်လေးကတော့ရှယ်လာနော်ဟာဟာဟာအလစ်တော့သမားနှစ်ယောက်ကပြေးလာပါတယ်အဲလစ်ရဲ့အော်တန်ကြီးလဲထွက်လာတာပေါ့ဒါပေမဲ့အပိုင်း9ကတော့ဒီလောက်ပါပဲနော်နောက်ထပ်အပိုင်းသစ်လေးတွေအတွက် channel လေးကို subscribe လုပ်ထားပေးပါနော်နောက်ဗီဒီယိုမှာပြန်ဆုံရအောင်ပါရှင်